ရှင်ဆုံးအုံးသီးလေးကိုကြော်ပါမယ်အုံးသီးကအချိုအရသာမရှိဘူးဖြစ်နေတဲ့အတွက်တကြားလေးနဲ့စွန့်ထည့်ပေးပါမယ်စပါးလေးလည်းနည်းနည်းထည့်ပေးပါမယ်အုံးသီးကိုအညိုရောင်လေးတန်းလာတဲ့အထိကြော်ထားတဲ့အချိန်မှာဂျင်းလေးတွေကိုပပလှီးထားပါမယ်အုံးသီးကရွှေညိုရောင်ထားတာနည်းနည်းအထားလုံးပြီးတော့နည်းနည်းလေးတော့တူးသလိုလေးဖြစ်သွားပါတယ်ဒါပေမဲ့ဟိုခါပြီးတော့တူးသွားမှာမဟုတ်ပါဘူးအရောင်လေးနည်းနည်းပို့ပြီးတော့တူးတဲ့အရောင်လေးနည်းနည်းဖြစ်သွားပါတော့ကြော်ထားတဲ့အုံးသီးလေးတွေကိုဆယ်ပြီးသွားပြီဆိုရင်အဲ့ဒီစီနဲ့ပဲမြေပဲကြော်ပါမယ်မြေပဲကိုဘူးတစ်ဝက်လောက်ကြော်မယ်ပေါ့နော်ကောင်းချင်းဟိုကစံချိန်ခွက်နဲ့6ဘူးပေါ့နော် rice cooker မှာပါတဲ့စံချိန်ခွက်အသေးနဲ့6ဘူးလောက်ထားတာဖြစ်တဲ့အတွက်မြေပဲကိုလည်းများများလေးနဲ့စားကောင်းအောင်တစ်ဝက်လောက်ထည့်ကြော်တာပါမြေပဲလေးအရောင်ပြောင်းသွားပြီဆိုရင်တော့ခုနလှီထားတဲ့ချင်းလေးကိုပါတခါလေးထည့်ပြီးတော့ကြော်လိုက်ပါတယ်ဒါကတော့ rice cooker နဲ့ချက်ပြီးအေးခံထားတဲ့ကောင်းချင်းပေါင်း6ဘူးပါအေးခံထားတဲ့ကောင်းချင်းလေးကိုလက်အိတ်လေးဝတ်ပြီးတော့မှုပါမယ်မကတ်အောင်လို့စီလေးစွပ်ပါမယ် rice cooker နဲ့ကောင်းချင်းတစ်ဘူးရေတစ်ဘူးနှုံနဲ့ကောင်းချင်း6ဘူးရေ6ဘူးထည့်ပြီးတော့ကြိုပြီးတော့မှကောင်းချင်းမောင်းရင်လောက်ထားတာပါကောင်းချင်းလေးတွေကိုမှုပြီးသွားရင်တော့ခုနကကြော်ထားတဲ့မြေပဲနဲ့ချင်းနဲ့တွေကိုထည့်ပါမယ်ပြီးရင်တော့ထမင်းထိုးပါပြီချောင်းမနဲ့ချောင်းနဲ့တိချာနာနာလေးမှုပေးရပါမယ်ကြာကြာလေးမှုပေးပါကြော်ထားတဲ့အုံသီးလေးတွေကိုဖြူပြီးတော့မှတိချာနာနာလေးပြန်မှုပြီးတော့ထမင်းနဲ့ပြန်ထိုးပေးပါမယ်တိချာနာနာလေးမှုပြီးသွားပြီဆိုရင်တော့မီးပိတ်ပြီးတော့မှနှမ်းလေးဖြူပေးရပါမယ်နှမ်းဖြူတဲ့ဗီဒီယိုကတော့ဖုန်း memory ပြေးသွားလို့မပါလိုက်ပါဘူးနှမ်းအမဲရောင်ပဲသုံးမိထားပါတယ်နှမ်းဖြူပြီးသွားလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ထားပေးပါမိနစ်20ကြာရင်တော့အရင်စားကောင်းတဲ့ထမင်းလေးကိုစားလို့ရပါပြီအရှားသားအနေနဲ့စားတဲ့တကြားကိုပဲထည့်ပေးထားပါတယ်တရှိတို့ချက်သားမုံလို့ထည့်ရင်လုံးဝစားလို့မကောင်းပါဘူး